ဒီနေ့မှာတော့ Harry Potter and the Philosopher's Stone ရဲ့ episode 4ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အခန်း၄တော့ကင်ဆောင်ရှောက်သူ Harry ၏ 17နှစ်ပြည့်မွေးနေ့ရောက်ရှိရန်စက္ကန့်ပိုင်းအလိုတွင်တအိမ်လုံးတုန်ခါသွားစီလောက်သည့်အားပြင်းသောတကားထုတန်ကြီးထွက်ပေါ်လာသည်။ထို့နောက်တကားချက်ကြီးမှာပတာများကြွက်ကလေးကျသွားပြီးလူကောင်ကြီးမှလွန်သောပုပ်ကိုကြီးတဦးအိမ်ထဲသို့ဝင်ရောက်လာခဲ့သည်။၎င်းမှာ Rubeus Hagrid ဖြစ်ပြီးသူ၏ရှုပ်ပွားနေသောစပင်နှင့်မုတ်စိတ်မွေးများချတွင်တောက်ပနေသောမျက်လုံးများမှာပလဲလုံးလေးများကဲ့သို့ပင်ဖြစ်သည်။ဦးလီဖာနန်ကတနက်ဖြင့်ချင်းချုပ်ခဲ့တော်လဲ Hagrid ကထိုတနက်ပြောင်းကိုမုံကွင်တစ်ခုကဲ့သို့အလွယ်တကူလိန်ချိုးပစ်လိုက်ပြီး Harry အတွက်တီကိုတိုင်ဖုတ်လာသောချောကလက်ကိတ်မုတ်ကိုပြီးအကမွေးနေ့ဆူတောင်းပေးခဲ့သည်။ဤအခန်းဤအထူးခြားဆုံးအခိုက်အတန့်မှာ Hagrid က Harry ထံသို့အဝါရောင်စာအိတ်ကိုကမ်းပေးလိုက်ပြီး Harry မင်းကစုံအတတ်ပညာရှိ wizard တယောက်ပဲဟုပြောကြားလိုက်ခြင်းပဲဖြစ်သည်။ Harry သည်သူ၏ဘဝတွင်တခါမျှမကြားဘူးသောဤအမှန်တရားကြောင့်စွန့်အားသွားရသည်။ Dursley လင်မယားမှာ Harry ကိုသူ၏စားမြစ်နှင့်ပတ်သက်၍ဘာမှပြောမပြခဲ့ကြောင်းသိရှိသွားသောအခါ Hagrid မှာထိမ့်မနိုင်သိမ့်မရဒေါသထွက်ခဲ့လေတော့သည် Harry ကမိမိသည်တာမန်ကလေးတဦးသာဖြစ်သည်ဟုညင်းဆိုတော့လေ Hagrid က Harry ၏ဘဝတွင်ဖြစ်ပျက်ခဲ့သောရှင်းပြ၍မရသည့်ထူးဆန်းသောဖြစ်ရပ်များကိုပြန်လည်တတိယစေခြင်းဖြင့် Harry သည်မော်စီယာတဦးဖြစ်ကြောင်းသတိပြခဲ့သည်ဆက်လက်၍ Hagrid က Harry ၏မိဘများဖြစ်သော James နှင့် Lily Potter တို့၏အမှန်တရားကိုဖွင့်ဟပြောပြခဲ့သည် Harry ယုံကြည်ထားတဲ့ကဲ့သို့ကားအက်ဆီဒန့်ဖြင့်သေဆုံးခဲ့ခြင်းမဟုတ်ပဲအမှောင်မှော်စရာကြီး Lord Voldemort ၏တပ်ဖြတ်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ထိုညက Voldemort သည် Harry ကိုပါတတ်ရန်စ조사ခဲ့တော်လဲမအောင်မြင်ခဲ့ပဲ Harry ၏နဖူးပေါ်တွင်လျက်စီးလက်သည့်ပုံသဏ္ဍာန်အမာရွတ်တစ်ခုသာကြံရစ်ခဲ့က Voldemort ကိုယ်တိုင်မှမူအစွမ်းများပျောက်ကွယ်ပြီးထွက်ပြေးသွားခဲ့ရခြင်းဖြစ်သည်ဤအချက်မှာ Harry ကိုမှော်လောကတွင်အသက်ရှင်ကြံရစ်သူကလေးငယ်အဖြစ်ကြော်ကြားစေခဲ့သည့်အကြောင်းရင်းပင်ဖြစ်သည်ဦးလီဖာနန်က Hogwarts ကျောင်းအုပ်ကြီး Dumbledore ကိုစော်ကားမော်ကားဆေးရေးလိုက်သောအခါတွင်မူ Hagrid ၏ဒေါသမှာအထွတ်အထိပ်သို့ရောက်ရှိသွားသည်သူသည်သူ၏ပန်းရောင်ထီကလေးကိုဝှေ့ရန်ခါမော်အတက်ဖြင့် Dudley ၏တင်ပါတွင်ဝတ်အမီတစ်ခုပေါက်အောင်လုပ်လိုက်ရာ Dursley မိသားစုမှကြောက်လန့်တခြားအိုဟစ်လျက်ထွက်ပြေးပုံရှောင်သွားကြလေသည်နောက်ဆုံးတွင် Hagrid က Harry ကိုသူနှင့်အတူလိုက်ခဲ့ရန်ဖိတ်ခေါ်ခဲ့သည် Harry သည်မိမိအားနှိပ်စက်ခဲ့သော Dursley မိသားစုကိုကြောခိုင်း၍စိတ်လှုပ်ရှားစရာကောင်းသောမော်ကဘာတစ်သို့ခြေလှမ်းလှမ်းရန်ဆုံးဖြတ်ကာ Hagrid နှင့်အတူထိုအိမ်ဦးကြီးမှပျော်ရွှင်စွာထွက်ခွာလာခဲ့လေတော့သည်နားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် Episode 5မှာပြန်တွေ့ပါမယ်